တင့်အနေနဲ့ sub ကလို့ပြောလိုက်တဲ့အချိန်မှာဘာကိုအရင်ဆုံးပြည့်မြင်မိလဲအရင်တော့ကဆိုလို့ရှိရင်ကျမပေါ့နော်ဒီ sub ကနဲ့ပတ်သက်လို့ဆိုလို့ရှိရင်အမြဲတမ်းဒီ physical ဘိုင်းပေါ့နော်အမြဲတမ်းဒီအရာကိုပဲပို့ပြီးတော့မှ focus ထားမိတယ်ပေါ့နော်ကိုကနဲ့ကို sub ကလုပ်တယ်ဆိုပြီးတော့မှ relax လုပ်တယ်ပြီးတဲ့ခါကျတော့လိုချင်တဲ့အရာလေးတွေဝယ်တယ်စသဖြင့်ဒီကိုယ့်ရဲ့ physical ဘိုင်းမှာပို့ပြီးတော့မှ care လုပ်ဖြစ်တဲ့အပိုင်းကိုပို့ပြီးတော့မှ focus ထားဖြစ်တယ်ပေါ့နော်တို့ပေမဲ့အခုနောက်ပိုင်းမှာကျမပို့ပြီးတော့မှတတိထားမိလာတာကကြတော့ကျမတို့ self care မှာဒီ physical ရော emotion ရောပေါ့နော်နှစ်ခုလုံးကအဓိကကွာနဲ့ကို care လုပ်ဖို့အတွက်အရန်လိုအပ်တာဖြစ်တယ်ဆိုတဲ့အရာကိုပို့ပြီးတော့မှတတိထားဖြစ်လာတာဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်ပိုဆိုးလာတယ်ပိုဆိုးလာတယ်ဆိုတော့အခုအခြေအနေအရာပေါ့နော်ဘယ်နေရာမှာဖြစ်ဖြစ်ကျမတို့ကကိုယ့်ရဲ့ emotion ကိုကိုယ်တိုင်ဂရုမစိုက်တတ်ဘူးဆိုလို့ရှိရင်ကျမတို့အတွက်နေရာတိုင်းကစိတ်ညစ်စရာတွေပေါ့နော်အရန်များတဲ့အချိန်ကာလဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါကိုယ့်အနေကိုပြန်ပြီးတော့မှ focus လုပ်ဖို့ကိုယ့်ကိုပြန်ပြီးတော့မှဂရုစိုက်တတ်ဖို့ဒါအရန်အရေးကြီးတာဖြစ်တယ်ပေါ့နော်ဒါအားလုံးပြောနေကြသလိုပဲကျမတို့ရဲ့ကိုယ့်ရဲ့ energy ကကျမတို့အတွက်အဓိကအရေးကြီးဆုံးအရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ energy ကိုကာကွယ်ဖို့အတွက်အရန်အရေးကြီးတာဖြစ်တယ်မိသားစုထဲမှာပဲဖြစ်ဖြစ်အလုပ်ခွင်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်ပင်နာကပဝန်းကျင်ကလူဒီအားလုံးကကိုယ်နဲ့တွားတဲ့ direction မတူဘူးကိုယ် support မလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့မှစိုးတယ်လို့ကျွန်မခံစားမိတယ်ပေါ့နော်အားလုံးကကိုယ်နဲ့ direction မတူတဲ့အချိန်မှာဆိုလို့ရှိရင်ဘယ်လိုလဲကို support မပေးဘူးပေါ့နော်ကိုလုံနေတဲ့အရာကိုတောင်လူတိုင်းကလာပြီးတော့မှအပြစ်ပြောခြင်းကြတယ်အဲ့လိုအခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အချိန်မှာဆိုလို့ရှိရင်ဒါကျမတို့ကကိုဟာနဲ့ကိုပေါ့နော်အမြဲတမ်း strong ဖြစ်အောင်ကိုအရန်ကြီးစိုက်ဖို့အရေးကြီးတာဖြစ်တယ်ဆိုတဲ့အရာကိုအားလုံးကိုပြောပြပေးခြင်းတယ်ပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ကျမတို့ကကိုလှုပ်တဲ့အရာကိုတီးဖို့ပဲလိုအပ်တယ်ပေါ့နော်ကိုသွားခြင်းတဲ့နေရာကိုတီးရမယ်ပြီးတဲ့အခါကျဒီအရာကိုသွားဖို့အတွက်လည်းပဲအမြဲတမ်းကိုယ့်ရဲ့ direction ကိုကိုယ့်ရဲ့ focus ကိုပြန်ပြီးတော့မှတက်မှတ်ဖို့ကဒါအရင်အရေးကြီးတာဖြစ်တယ်ပေါ့နော်မဟုတ်လို့ရှိရင်ဒါပြင်ပကအရာတစ်ခုခုရဲ့ရိုက်ခတ်မှုကြောင့်ကျမတို့အလွယ်တကူလမ်းတွေ့ဖဲသွားနိုင်တဲ့ဘယ်လိုခေါ်မလဲအခြေအနေတွေကအများကြီးဖြစ်ပြနေတာပေါ့နော်အဲ့ဒါဆိုတော့ဒီအပြင်ဘက်ကအရာတွေကကိုယ်လာပြီးတော့မှဒီလိုလမ်းကြောင်းကိုတွေ့ဖဲတော့လှုပ်တဲ့အချိန်တိုင်းမှာကိုယ်အမြင်တတိရှိပြီးတော့မှကိုယ့်ရဲ့ direction ကိုပြန်တက်မှတ်ဖို့ကဒါအရင်အရေးကြီးတာဖြစ်တယ်ပေါ့နော်ဒီအရာကလည်းပဲကျမတို့အတွက် self care ဖြစ်တယ်ပေါ့နော်ကျမတို့က emotionally အရာဒါကိုယ့်အနေကို care လုပ်တတ်ဖို့ကိုယ့်ကိုပြန်ပြီးတော့မှ protect လုပ်တတ်ဖို့ကဒါနံပါတ်1အရေးကြီးဆုံးဖြစ်တယ်ပေါ့နော်ဒီအပြင် outside မှာကျမတို့ကအမြဲတမ်းပေါ့နော် chaos တွေနဲ့ပြည်နေတယ်အမြဲတမ်းဒီ stress တွေများနေတဲ့ဒီလိုပေါ့နော် community တွေမှာနေထိုင်နေရတဲ့အချိန်မှာဆိုလို့ရှိရင်ကိုယ့်အနေကိုပြန်ပြီးတော့မှ focus လုပ်ပြီးတော့မှအမြဲတမ်းကိုယ့်ရဲ့ဥတီချက်ကိုနော်မမေ့ပဲနဲ့ကျမတို့ဒီအရာကိုပြန် focus လုပ်တတ်ဖို့ကနံပါတ်1အရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့အရာကိုပြပေးခြင်းနဲ့အဲဆိုတော့အရင်တော့ကဆိုလို့ရှိရင်ကျမလည်းပဲ outside ကအရာတွေပေါ့နော်ဒီ physical ဘိုင်းနဲ့ပို့ပြီးတော့မှ focus ထားမိတယ်ပေါ့နော်အခုနောက်ပိုင်းမှာတတိထားမိလာတာတော့ဒီ emotion ကိုပို့ပြီးတော့မှကျမတို့ focus ထားတင်တယ်ဆိုပြီးတော့မှကျမတွေးမိတဲ့အရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒါလေးကိုအားလုံးကိုမျှဝေပေးချင်ပါတယ်အဲဒါဆိုတော့အားလုံးလည်းပဲပေါ့နော် self care ဆိုလို့ရှိရင်ကိုယ့်ရဲ့ physical ဘိုင်းရော emotion ဘိုင်းရောပေါ့နော်နှစ်ခုလုံးကိုကျမတို့အနေနဲ့ဂရုစိုက်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အရာလေးကိုအားလုံးကိုထပ်မံပြီးတော့မှ remind လုပ်ပေးခြင်းနဲ့ကြည့်ရှုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်နေအားလုံး bye bye ပါ